ကောင်မလေးတယောက်အတွက်နဲ့ကောင်လေးနှစ်ယောက်အကျိတ်အနေတက်ပုတ်နေကြတာဒါပေမဲ့အဲ့ဒီကောင်မလေးကသူတို့ကိုအလွယ်လေးတွန်းလဲပစ်လိုက်ပြီးငါကဘသူပိုင်ဆိုင်မှုမှမဟုတ်ဘူးလို့အပြက်ပြောချလိုက်တယ်ဒီမြင်ကွင်းကိုကောင်းကင်ဘော်ကနတ်ဖျားနှစ်ပါးကစိတ်ဝင်စားစောင့်ကြည့်နေကြတာသူတို့ကဒီကောင်မလေးကိုဘသူလက်ထပ်နိုင်မလဲဆိုပြီးလောင်းကြီးထက်ကြတယ်ပြီးတော့ကောင်လေးတယောက်စီကိုမြေတောင်မြောက်ပေးဖို့ရွေးလိုက်ကြတာပေါ့နတ်ဖျားမကဟွားကိုတယောက်အသွင်ပြောင်းပြီးမာနိုလိုမာနောက်အောင်စီမာမုတ်တစ်ဖက်တောင်းကြည့်တယ်စိတ်ထားအရန်ကောင်းတဲ့မာနိုလိုကချက်ချင်းပဲသူ့လက်ထဲကမုံကိုကမ်းပေးလိုက်တာဖွားကလည်းမင်းရဲ့ဖြူစင်တဲ့စိတ်ထားလေးထာဝရတည်မြဲပါစေလို့ဆုပေးလိုက်တယ်ဒါပေမဲ့ဂျာကွင်းဂျုတ်ကွင်းစီကိုသွားတဲ့နတ်ဖျားကြတော့တမျိုးဂျာကွင်းမှာမုံတွေအများကြီးရှိပေမဲ့ဘသူ့ကိုမှမပေးချင်ဘူးနောက်ဆုံးမသေးမျိုးဆွဲပြားနဲ့လဲမယ်ဆိုတော့မှသူ့ကိုက်လက်စမုတ်ဖက်ကိုမကြည်မတာနဲ့ပြစ်ပေးလိုက်တယ်ဒီဆွဲပြားကိုတပြတွေလုံးဝမမြင်စေနဲ့မြင်ရင်တော့သူတို့အသေးလဲလူကြလိမ့်မယ်လို့တတိပေးပြီးနတ်ဖျားကပျောက်ကွယ်သွားခဲ့တယ်ဒီဆွဲပြားကသူ့ကံကြမ္မာကိုဘလို့ပြောင်းလဲပြစ်မလဲဆိုတာဂျာကွင်းတယောက်မသိသေးဘူးတရက်တော့သူတို့၃ယောက်ဈေးထဲမှာရှောက်သွားနေရင်မာရီယာကတတ်တော့မဲ့ဝက်ကလေးတစ်ကောင်ကိုမြင်ပြီးတနာသွားတယ်အဲ့ဒါနဲ့ဝက်တွေကိုအကုန်လွတ်ပေးလိုက်တာဒါပေမဲ့ဒီလုတ်ရဲ့ကြောင့်ဘလောက်တောင်ကြီးမားတဲ့ပြဿနာတွေကြုံရတော့မလဲဆိုတာသူတို့လုံးဝမထင်ထားခဲ့ကြဘူးတစ်ဖက်မှာလည်းမာရီယာအဖေမြို့တော်ဝင်ကြီးကမြို့လေကွင်းမှာမိတ်ခွန်းတွေချွေနေတာပေါ့နာမည်ကျော်သားပြကာလိုစီရဲ့ရန်ကနေမြို့ကိုကာကွယ်ဖို့လူအင်အားမလောက်တော့လို့မြို့သူမြို့သားတွေကိုစစ်ထဲဝင်ကြဖို့တိုက်တွန်းနေတာပါအဲ့ဒီအချိန်မှာပဲမာရီယာတယောက်ဝက်တစ်ကောင်ကိုစီပြီးဝုန်းတိုင်းကျဲရောက်လာပါလေရောလွတ်လပ်ခွင့်ရတော့မယ်ဟေးလို့လဲအာရပါရအော်ဟစ်နေသေးတာဒါပေမဲ့ရှေ့တက်မှာရက်နေတဲ့အဖေဖြစ်သူကိုမမြင်လိုက်ပဲပြစ်တိုက်မိပါတော့တယ်ရုတ်တဲဖြစ်သွားတဲ့နောက်တကယ်အန်ရီကဆက်လာပါပြီဒေါသတကြီးနဲ့တောဝက်တစ်ကောင်ကသတိမိနေတဲ့မြို့တော်ဝင်စီတက်ကြီးပြေးဝင်လာတာအဲ့ဒီအရေးကြီးတဲ့အချိန်မှာပဲဟော့ကင်းကဂျားကနေဝင်ကယ်လိုက်ပါတယ်သူကတောဝက်ရဲ့တိုက်ခိုက်မှုကိုမကြောက်မရွံ့ပဲရင်ဆိုင်လိုက်တာဘာတန်ရာမှမရပဲအကောင်းပါကတိပဲဗျအဲ့ဒီတော့မှသူလည်းမသိဆေးဆွဲပြရဲ့အစွမ်းကိုတကယ်ယုံသွားတော့တယ်ဒါပေမဲ့အန်ရီကမပြီးသေးပါဘူးနွားရိုင်းတက်သမားများဝိုးရိုးကဆင်းသက်လာတဲ့မာနိုလိုကအနီရောင်ဝိယုံလေးကိုကင်ပြီးတောဝက်ရှိမှအေးအေးဆေးဆေးပဲရက်နေတယ်ငငယ်ကလေးကအဖေတင်ပေးထားတဲ့အတိုင်းဝိယုံကိုခါရမ်းပြလိုက်တာကိုထင်မှတ်မထားပဲအလုပ်ဖြစ်သွားပါပြီမာနိုလိုလည်းကိုယုံကြည်မှုတွေတက်လာပြီးတောဝက်ကိုလိုတလို့လှည့်စားပါတော့တယ်နောက်ဆုံးမှာတော့တောဝက်ကဒေါသထွက်ပြီးရမ်းကားလာတဲ့အချိန်သူကနေရန်နာကိုကတ်သွားလိုက်တယ်တောဝက်ကသူ့စီတိုးဝင်လာတဲ့အချိန်မှာပဲအသားလေးရှောင်ထွက်လိုက်တာတောဝက်ကြီးနေရန်ကိုဝင်တိုက်ပြီးငြိမ်သွားပါလေရောမာနိုလိုရဲ့တတိကိုအားလုံးကဝိုင်းချီးကျူးနေကြပေမဲ့မာရီယာအဖေကတော့မျက်စိတွေဝေဝါပြီးတတိပြန်လဲကစားဆိုတော့ဘာတွေဖြစ်ကုန်မှန်းတော့မသိလိုက်ရှာပါဘူးတတိမိမသွားခင်ဂျိုကွင်းကသူ့တက်ကိုယင်းပြီးကဲခဲတာကိုပဲမြို့တော်ဝင်ကမှတ်မိနေခဲ့တာဒါကြောင့်လဲအောင်နိုင်သူဖြစ်နေတဲ့မနိုလိုကိုသူအထင်သေးတဲ့အကြည့်နဲ့ကြည့်ခဲ့မိတယ်ဒါပေမဲ့တကယ်တမ်းပြဿနာတွေအားလုံးဟာသူ့သမီးကြောင့်ဖြစ်ခဲ့ရတာဆိုတာမြင်သွားတဲ့အခါသူတို့၃ယောက်လုံးရဲ့ကံကြမ္မာဟာစောက်ထိုးမုံမျောပြောင်းလဲသွားပါတော့တယ်မာရီယာကိုပညာသင်ဖို့နိုင်ငံခြားကိုပို့လိုက်တဲ့ဂျိုကွင်းကတော့မြို့တော်ဝန်နာမှာစစ်တီတော်တယောက်ဖြစ်အောင်လေ့ကျင့်နေခဲ့တာပေါ့ဂီတကိုအယူမှုချစ်တဲ့မနိုလိုကြတော့လဲဝက်ဝင်ရိုင်းတိုက်ပွဲမှာပြလိုက်တဲ့သူ့ရဲ့မထင်မှတ်ထားတဲ့အရေးချင်းကြောင့်အဖေဖြစ်သူရဲ့မျှော်လင့်ချက်ကြီးကြီးမားမားတွေပခုံးပေါ်ရောက်လာပါတော့တယ်မကြခင်မှာပဲမာရီယာထွက်ခွာသွားရမယ့်နေ့ကိုရောက်လာခဲ့ပြီးမိရထားပူတာယုံမှာမနိုလိုကမာရီယာအတွက်လက်ဆောင်လေးတစ်ခုတေချာပြင်ဆင်ထားခဲ့တယ်ဂျိုကွင်းကတော့လက်ပလာနဲ့ပေါ့မနိုလိုပေးတဲ့လက်ဆောင်ကိုမာရီယာဖွင့်ကြည့်လိုက်တဲ့အခါအဲ့ဒါကဈေးထဲကချစ်စရာဝက်ကလေးဖြစ်နေတဲ့မနိုလိုကမာရီယာဘာကြိုက်လဲဆိုတာအမြဲတည်နေခဲ့တာပဲမာရီယာကလည်းမနိုလိုအတွက်တသက်လုံးလိုချင်နေခဲ့တဲ့အထူးထုတ်ဂစ်တာလေးကိုလက်ဆောင်ပြန်ပေးခဲ့တယ်ဂစ်တာဘေးမှာထွင်းထားတဲ့မာရီယာရဲ့ရင်ဘတ်ထဲကစကလုံးလေးတွေကိုမြင်လိုက်ရတဲ့အခါမနိုလိုတကယ်ကိုရင်ခုန်သွားခဲ့ရတယ်အဲ့ဒီနောက်မှာတော့သူတို့၃ယောက်ဟာကိုစီလန်းခွဲပြီးမတူညီတဲ့အနာဂတ်စီကိုရှောက်လန်းခဲ့ကြတယ်မနိုလိုကတော့ဂီတနဲ့နွားရိုင်းတိုက်ပွဲကြမှာဗျာများနေခဲ့တာပေါ့မိသားစုရဲ့မျိုးရိုးစဉ်ဆက်ခုံတိတ်ခါအတွက်သူစူးစမ်းခဲ့ပေမဲ့သူ့ရင်ထဲကတကယ်အပျော်စစ်ကတော့ဂီတစီမှာပဲရှိနေခဲ့တာပါတစ်ဖက်မှာလည်းဂျိုကွင်းဟာမတည်နိုင်တဲ့မော်ဆွဲသီးရဲ့အစွမ်းနဲ့စစ်တပ်ထဲမှာအရှိန်ဟုန်နဲ့ယာတူးတွေတက်လာခဲ့တယ်ဒီလိုနဲ့10နှစ်ဆိုတဲ့အချိန်ကာလကမျက်စိတမိတ်အတွင်းမှာပဲကုံဆုံးသွားခဲ့ပါတော့တယ်အရင်ကကလေးလေးတွေဟာအခုဆိုရုပ်ဖြောင်းတဲ့လူပြိုချောလေးတွေဖြစ်နေကြပြီးဒါတင်ဘဲကမလဲမာရီယာလည်းကြောင်းပြီးလို့အိမ်ကိုပြန်ရောက်လာခဲ့ပါပြီ